Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့အေတို့ပကံသွားတော့မှာပေါ့နော်မိထီလာနဲ့ကြောက်ပတောင်းရဲ့ကြားထဲမှာရှိရဲ့လက်ပံပြားကြီးရွာကလက်ပံပြားကြက်ကြော်ဝင်စားတဲ့ vlog လေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်လက်ပံပြားကြီးရွာတွေကိုဆက်စအောင်ဆုံးဝင်ပြီးဆိုတာနဲ့နေပေါ့နော်လက်ပံပြားကြက်ကြော်ဆိုင်တွေကလမ်းတောက်လျှောက်ပေါ့နော်ဘယ်ရောညာရောအများကြီးရှိပါတယ်အဲ့ဒီအထဲမှာအေတို့ကမျက်မှန်းတမ်းမိရဲ့ဆိုင်လေးတစ်ဆိုင်ဝင်စားခဲ့တာပေါ့နော်အဲ့ဒီဆိုင်ကတော့တိုးလေးလက်ပံပြားကြက်ကြော်ဖြစ်ပါတယ်လက်ပံပြားကြက်ကြော်ပေါ့ရှင်အဲ့တော့ကြက်ကြော်ဆိုင်လေးမှာကြက်ကြော်သွားဝယ်မယ်ကြက်ကြော်တွေအကုန်လုံးကတော့ဗမာကြက်စစ်ကလေးတွေကိုအသုံးပြုတာသိခဲ့ရပါတယ်ရှင်ကြက်ကြော်ဈေးနှုန်းတွေကတော့နည်းနည်းတော့မြင့်နေပေါ့နော်အနှိမ့်ဆုံး2400ပြီးတော့29000 3000ခွဲပေါ့နော်အဲ့လိုမျိုးအဆဆရှိပါတယ်။ဒီတို့စားခဲ့တာကြတော့29000တန်ပေါ့နော်29000တန်တကောင်စားခဲ့ပါတယ်။ကြော်ကြော်မယ်ဆိုလို့ရှိရင်သူကကျွတ်လေးကြော်မလားအပြော့လေးကြော်မလားအဲ့လိုမျိုးကြော်လို့ရရပေါ့နော်။ဒီတို့ကကျွတ်လေးကြော်စားခဲ့ပါတယ်။လက်ပံပြားကြော်ကလေစားကောင်းတဲ့အချက်ကကြတော့သူကလေကြက်သားကိုမကြက်တစ်ချက်လေးကြော်ထားတယ်ပေါ့နော်။တကယ်လို့ customer လာပြီဆိုမှကျွတ်လေးပြန်ကြော်ပေးရမလားအပြော့ပြန်ကြော်ပေးရမလားပေါ့မူတည်ပြီးမှပြန်ကြော်ပေးတာနှစ်ခါကြော်တာပေါ့နော်ပထမတစ်ခါကြော်ထားပြီးနောက်တစ်ခါထပ်ကြော်တဲ့အခါမှာကြော်ကန်လေးမှာသူကလေကြက်ကြော်တုံးချင်းစီကိုစားလေးတွေဖုတ်ပြီးတော့မှစီပူထဲကိုထည့်ပြီးတော့ကြော်ပေးတာပေါ့နော်သူတို့စီရလဲဒီလိုပဲရန်ကုန်မှာပထမတစ်ခါအဲ့တော့ရိုက်ပေးတော့လူမျိုးပဲကြက်ကြော်စီကတော့အနှဲငယ်မဲတရရောင်လေးဖြစ်တယ်ဒါပေမဲ့ပုံထဲမှာမလို့မဲတာပေါ့နော်အပြင်မှာအဲ့လောက်ကြီးလည်းမမဲဘူးပေါ့ဒါပေမဲ့စီကတော့ကြက်ကြော်တီးတန့်ကြော်ထားတဲ့စီပဲဖြစ်ပါတယ်ကြက်ကြော်တုံးချင်းစီကိုစားနဲ့ပုတ်ပြီးတော့မှပြန်ကြော်ပေးရတဲ့အတွက်ကြောင့်မို့လို့စီထဲမှာဆိုလို့ရှင်လည်းတေးကြပါအရသာတွေကဝင်နေပြီးတော့စီကပြန်ပြီးတော့ပိုးပြီးတော့မဲတာပေါ့နော်ကြက်ကြော်နဲ့ထမင်းဖြူလေးတွေမှာစားတဲ့ခါကြလို့ရှင်အရန်ဟင်းပွဲလေး၄မျိုးလောက်ကိုလည်း free ချပေးတယ်ပေါ့နော်ဒါကတော့အေတိုတို့မှာထားတဲ့29000တန်ကြက်ကြော်ပဲဖြစ်ပါတယ်အရန်ဟင်းပွဲလေးတွေကအညာဒေသစာစစ်စစ်လေးတွေတမုံပွင့်တုတ်ခရမ်းချစ်တီတုတ်လက်ပံပွင့်ဟင်းပေါ့နော်ပြီးတော့မကြီးသီးငပိချက်တို့ခုလိုမျိုးတိုးစရာအစုံလေးလည်းချပေးတယ်အရေတောက်လေးလည်းချပေးတယ်အရေတောက်လေးကကြတော့ဗမာကြက်ချောက်လေးနဲ့ပြုတ်ထားတဲ့ဒီကြက်ပြုတ်ရည်လေးပေါ့နော်တိုးစရာဘန်းထဲမှာလေအဲ့တော့အရန်ကြိုက်တာကတော့ဒီရုံးပရိသီးလေးပဲဖြစ်ပါတယ်ပုံစံလေးတွေကလေရင့်မယ်လို့ထင်ရပေမဲ့လုံးဝမရင့်ပဲနဲ့အရန်ကိုကျွတ်ပြီးတော့မှစားလို့ကောင်းပါတယ်ထမင်းစီစန်းကိုအခုလိုမျိုးမြေပဲလေးတွေအုပ်ထားပေးတယ်ဒီတွေကတော့သမီးလေးကိုပေါင်လေးတွေထည့်ပေးပါတယ်ဒီတွေလည်းစားတယ်ပေါ့နော်ပြီးတော့ဒီမှာ sauce လေးတစ်ခုကသူတို့ထောင်းနေတော့မှရှိသေးတယ်အဲ့ sauce လေးလာစားတယ်လာချတဲ့အခါမှာပို့ပြီးတော့မှစားကောင်းသွားတယ်ကြောက်ကြော်ကဒီတို့ကအကျွတ်မှာထားဆိုတဲ့အတွက်ကြောင့်မို့လို့ကျွတ်လေးနဲ့တော်တော်လေးကိုစားကောင်းပါတယ်ရှင်ထမင်းဖြူလေးနဲ့စားတဲ့အခါမှာလိုက်တယ်နောက်ပြီးတော့သူတို့ချပေးတဲ့ဒီငံပြားရည်ချက်လေးလည်းကောင်းတယ်ပေါ့နော်ငပိရည်တော့မရှိဘူးငံပြားရည်ချက်နဲ့စားရတာရုံးပရိသီးကလေတော်တော်လေးကိုစားကောင်းတာကျွတ်ပြီးသွားတော့မှလေအပင်ကနေခူးခူးချင်းချပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တအားကိုလက်ဆက်ပြီးတော့စားကောင်းပါတယ်သမင်းစားတဲ့အခါမှာအသီးရွက်အများကြီးစားတတ်တဲ့အတွက်ကအခုလိုလက်ဆက်လေးချပေးတဲ့အခါမှာတက်ကတောင်းပြီးတော့စားတယ်ပေါ့နော်ပို့ပြီးတော့မှကြိုက်ပါတယ်နောက်ပြီးတော့အခုအချိန်ကအညာမှာတမာရွက်လေးတွေစပြီးတော့ပေါ်တဲ့အခါဖြစ်တဲ့အတွက်ကြောင့်မို့လို့တမာရွက်စားရတာလည်းအရန်ကိုစားကောင်းပါတယ်ရန်ကုန်ကတမာနဲ့လုံးဝကိုမတူဘဲနဲ့အညာတမာလေးတွေကအရန်လည်းမခါပဲနဲ့ပေါ့နော်တမာရက်ကိုယူနီဖြောပေးထားရုံနဲ့တော်တော်လေးကိုစားကောင်းပါတယ်အဲ့တော့တမာရက်တွေလည်းအများကြီးပဲအညာရောက်တဲ့အချိန်မှာအမုန်းကြိတ်ခဲ့ပါတယ်ရှင်
လက်ပပြားကြက်ကြော်နဲ့အတူဒီ sauce လေးကတော်တော်ကိုစားကောင်းတယ်ဘာမှမပါဘူးဒီ sauce ကရိုးရိုးရှင်းရှင်းလေးပဲဂျင်းကြက်သွန်အဖြူငရုတ်သီးစင်းလေးကိုထောင်းပြီးတော့မှတံပြားရည်လေးညှစ်ထားပေးတာတဲ့အစိမ့်ရတာအတွက်မြေပဲလေးနည်းနည်းလေးပါတယ်ပေါ့နော်အဲ့တော့မြေပဲဆန်လေးနဲ့ထောင်းတက်တာလားအဲ့ sauce လေးကလည်းအရင်ကစားကောင်းပြီးတော့သူတို့ရဲ့ကြက်ကြော်နဲ့အရင်ကလိုက်ဖက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့အဲ့တို့တွေကြက်ကြော်လေးအေးဆေးစားရင်းနဲ့ပကံကိုခရီးဆက်မှာဖြစ်ပါရဲ့ရှင်ကြည့်ရှုပြရသူအားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဘလော့တွေမှာပြန်လည်ဆုံတွေ့မယ်နော်ဒီပုံရိပ်လေးကတော့အညာမှာရှစ်နှောင်းလှည့်တဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ရှင်ရန်ကိုကြည်နူးဖို့ကောင်းပါတယ်